ဒီတခါကျမက Vivo City မှာရှိတဲ့ဂျပန်ဆိုင်ပေါ့နော်ဆူရှီဆိုင်အပေါ်မှာဂန်ကီရှိမယ်အောက်ကဒီ NGC ရှိရဲ့ floor မှာပေါ့နော် B1 ဖြစ်မလားမသိဘူးအဲ့ဒီမှာကြာလို့ရှင်တခြားဂျပန်ဆူရှီဆိုင်တစ်ဆိုင်ရှိတယ်အဲ့ဒီဆိုင်နေရာဝင်လို့ရှိလို့ရှင်အခွန်ပေးရမယ်ပြီးကြလို့ရှင်တန်းစီရမယ်လူဆောင်ရတယ်ပြီးကြဈေးလည်းကြီးရပေါ့နော်အဲ့တော့ကြတော့ every Sunday ထွက်နေတဲ့သူတွေအတွက်ငွေကိုလည်းထွေတာခြင်းနဲ့ဂျပန်အစားအစာလေးကိုတိသက် vice ပေါ့နော်ဘယ်လိုပြောမလဲအရန်လုံးလုံးဘယ်လိုပြောမလဲအရန်ဘယ်လိုပြောအရန်တက်ရရလေးဖြစ်မယ်လူလဲနဲမယ်ရှင်းရှင်းလင်းလင်းလေးနဲ့ကိုအိမ်မှာလိုမျိုးစားခြင်းနဲ့ဆိုလို့ရှိရင်တငယ်ချင်းတွေဘလောက်များများသွားစားလို့ရတဲ့ဆိုင်လေးတစ်နေရာကိုခေါ်တော့ပြမှာပဲအဲ့ဒီဟာတော့ Vivo City မှာရှိတဲ့ဒီဘက် Vivo City အပေါ်ကနေပြီးတော့သွားလို့ရှိရင် Harbour Front Center ဘက်ကိုရောက်သွားမယ်အဲ့ဒီဘက်မှာရှိတဲ့ဒုံကီဆိုင်ပဲရှိပါတယ်ဖြစ်ပါတယ်အဲ့ဒီဒုံကီဆိုင်မှာဆိုလို့ရှိရင်တကယ်လို့ကိုကထမင်းစားခြင်းမို့ခောက်ဆွဲပြုတ်ကလေးပဲဒီနေ့တော့စားမယ်လို့ဆိုလို့ရှိရင်ဖြစ်တယ်လို့ဆူရှီရေးစားမယ်ဆိုရင်လည်းဆူရှီမျိုးစုံရှိတယ်ဈေးတန်နဲ့ဆူရှီမျိုးစုံရှိတယ်ပြီးကြလို့ရှိရင်မြန်မာတွေဖြစ်တဲ့အတွက်ထမင်းတို့ဟင်းတို့စားခြင်းနဲ့ဂျပန်ငါးမျိုးစုံစားခြင်းနဲ့ဆိုလို့ရှိရင်ချက်ပီးသားအကျက်ဂျပန်ငါးတွေလည်းမျိုးစုံရှိတယ်ပြီးကြလို့ရှိရင်ဂျပန်မုံမျိုးစုံရှိတယ်ဂျပန်အသီးအစာမျိုးစုံရှိတယ်ဂျပန်စူပါမားကတ်ပဲပြောရမှာပေါ့နော်လဆက်ဆက်ငါးတွေဝယ်လို့ရတယ်လို့တခါတည်းစားလို့ရတဲ့ဥစ္စာတွေလည်းရှိရယ်ကျမတော့ဒီညောင်အရန်သဘောကျတယ်ပြကြလို့ရှိရင်ဈေးလည်းအရန်မကြည့်ဘူးကိုလိုမျိုးအစားကြီးတဲ့လူတောင်းမှပဲဒီမှာစားလို့ရှင်ဘိုက်ဝါတဲ့အဆင်ပြေတယ်ပေါ့နော်ဒီဟာဈေးနဲ့တန်းတယ်ပြကြလို့ရှိရင်တက်ရရနဲ့တငယ်ချင်းတွေအေးစစ်စစ်နဲ့ထိုင်းစကားပြောလို့ရတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာကိုမြောက်ဖူးသိရင်သွားပြီးစကြည့်ပါလို့လိုက်ညွှန်ချင်ပါတယ်ဒီမှာဆိုလို့ရှိရင်ရေပူရေနွေးဆက်လဲရှိရပေါ့နော်ရေပူရေနွေးဆက်ရေနွေးဆက်ပေါ့ရေနွေးဘူးပြရမယ်ပေါ့နော်ရေနွေးဓာတ်ဘူးအဲ့ဥစ္စာရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ခောက်ဆွဲကိုဝယ်ပြီးလို့ရှိရင်တခါတည်းခောက်ဆွဲကိုပြုတ်စားလို့ခောက်ဆွဲကိုခပ်နိုးတယ်ကိုပေါ့နော်တခါတည်းစားလို့ရတယ်ပြီးကြလို့ရှိရင်ကစုံဥတို့ဘာလို့ပေါင်းမိသားတွေလည်းအစင်းစင်းရှိတယ်ဂျပန်စားတာဖြစ်တဲ့အတွက်ဈေးနဲ့ကြီးတယ်ဒီမှာကြိုက်တဲ့ဟာကိုရွေးလို့ရတယ်ပေါ့နော်ကိုစားခြင်းတဲ့ဟာကျမဆိုလို့ရှိရင်တော့ဒီခောက်တာစားမယ်နောက်တစ်ခါဟိုရာစားမယ်အောင်ရောက်သွားပြီဆိုလို့ရှိရင်ဟိုရာစားမယ်တရားစားမယ်တွေးပြီးတော့စားခြင်းနာကြီးပဲပေါ့နော်ကိုအစားတလိုင်းဆိုတော့လေအဲ့လိုမျိုးစုံရှိတယ်ရွေးချယ်လို့ရတယ်ပြီးကြလို့ရှိရင်အဲ့ဒီအစားတွေမှာကိုကပူနွေးနွေးလေးစားခြင်းနေဆိုလို့ရှိရင် microwave လည်းရှိရယ်အဲ့ရာကိုကျွန်မရိုက်ပြထားတယ်ဗီဒီယိုပြီးဆုံးအောင်ကြည့်ရဆိုလို့ရှိရင် microwave နေရာနဲ့ရေနွေးဆက်ထားတဲ့နေရာရောကြလို့ရှိရင်ကျမတို့တူတငယ်ချင်းတွေထိုင်းစားတဲ့နေရာရောထိုင်းစားပြီးလို့ရှိတာနဲ့တခါတည်းအမှိုက်ပါအဲ့ဒီမှာပြစ်လို့ရတယ်ကြလို့ရှိရင်သူကဂျပန်ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့တူတို့ခင်းတို့တခါတည်းထည့်ပေးလိုက်တာမဟုတ်ဘူးသူတို့တူတွေခင်းနေထားတဲ့နေရာကိုကိုကမသိလို့ရှင်လဲပထမတစ်ခေါက်ကျမဆိုမသိခင်တော့ဆိုရင်ကိုကဒီအစအတွေဝယ်ပြီးဟဲတူလည်းမပေးဘူးခင်းလည်းမပေးဘူးငါဒီဟာဘလို့ကြီးနဲ့စားရမှလည်းမသိဘူးပေါ့နော်အဲ့လိုမျိုးတော်တော်စိတ်ညစ်ခဲ့ဘူးလေအဲ NGC မှာဝင်ပြီးတော့ကိုကမသိတာလေမသိတာကိုမေးပဲနဲ့မမေးပဲနဲ့အစတောက်ကြီးဝဲလာပြီးတော့တူတွေခင်းနေလည်းမပါဘူးဆို NGC မှာဝင်ပြီးတော့တူတစ်ချောင်းဝယ်တာ90စင်ပေးရတယ်ပြား90ပေးရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာရှိပါတယ်တူရောခင်းရောထားပါတယ်ထားပေးထားတယ်အဲ့ဒါသွားပြီးတော့ယူရပေါ့နော်အဲ့နေရာကျမတငယ်ချင်းတွေနဲ့သွားစားတာပေါ့နော်သွားစားတော့ကိုကြိုက်တာကိုရွေးစားတာကောက်မယ်ထင်လို့စားပြီးမှလည်းတချို့ဟာတွေကြတော့ရှင်လဲအစင်းကောမတဲဘူးဆိုတာဘယ်လိုပြောမလဲအကုန်လုံးကတော့ရတာရှိရပါတော့ဒါပေမဲ့ကိုထင်းထားတာတမျိုးသူအရသာတမျိုးအဲ့လိုမျိုးတွေလည်းကြုံဘူးတယ်ပေါ့ဒါပေမဲ့များသောအားဖြင့်ကတော့စားကောင်းတယ်ပေါ့ဒါပေမဲ့ဆူရှီစားခြင်းအဲ့ဒီဆန်တန်ပြီးကြလို့ရှင်ထိုင်ကအခွန်ကဘာမှပေးစရာမလိုဘူးဒီဖူးကောင်လိုသဘောမျိုးပဲသွားစားရမှာဆိုတော့ဒီညောင်အရင်သဘောကြတယ်ပေါ့နော်တန်ရှင်းလက်ဆက်တဲ့ဂျပန်စားတွေစားခြင်းတော့ဒီဂန်ကီကိုကျမနိုင်ညွှန်ပေးခြင်းပါတယ်ဂျပန်အစားမျိုးစုံဝယ်ခြင်းလဲအဲ့ဒီမှာမီဆိုဆိုတို့ဒီဂျပန်အသားငါအကုန်လုံးဒီမှာရောင်းပါတယ်ပေါ့နော်အဲ့ဒီမှာသွားဝယ်ပါတယ်
ဒါကတော့ကျမတင်ငယ်ချင်းရွေးနေလို့အများကြီးပဲပေါ့နော်စောင့်နေပြီးတော့ပစံကိုသူကမရှင်းမှာတခါတည်းကိုပေါ့ကိုရှင်းလို့ဒုစာဆိုလို့ရှိရင်ခောက်ဆွဲနေကြုံနေကြောတဲ့ဟာတို့ခောက်ဆွဲနေထမင်းနေကြောတဲ့ဟာတို့အထဲမှာဘေးရဥစ္စာလေးတွေကလည်းမပြောတတ်ဘူးပေါ့နော်ဒါပေမဲ့စားလို့ကောင်းတယ်ကြိုက်တယ်ကျမတို့အထဲမှာ cheese လည်းပါတယ်ကြလို့ရှိရင်ရေဘဝဲလေးလည်းပါတယ်အထဲမှာဒီထက်ကဥစ္စာလေးဆိုလို့ရှိရင်ဈေးလဲတန်တယ်စားလို့လည်းကောင်းတယ်ပေါ့နော်ဒီထက်ဟာတော်တော်များများကိုကျမစားဖို့ပဲအရာသာတော်တော်ကောင်းတယ်ပေါ့ပြကြတန်းရှင်းတယ်လက်ဆက်တယ်အဲကြောင့်မလို့ဒီထက်ကဆက်စားလေးတော်တော်များများကိုကျမဝယ်စားဘူးတယ်ပေါ့ပြကြကြက်ဥပေါင်းတို့ဘာလို့လဲတခါရရှိတယ်အဲ့ကြက်ဥပေါင်းကိုကနှွှေးစားခြင်းနဲ့ဆိုလည်း microwave ထဲမှာနှွှေးစားလို့ရတယ်ဝယ်ပြီးသွားလို့ရှိရင်သူကပြကြရင်ဟိုဟာအဲ့ဂျပန် soup ပေါ့နော် fish cake တို့ဒီ fish ball တို့ ਨੇ ဒီဥစ္စာကိုနာမည်မေ့သွားပြန်ပြီအဲ့ဒီဟာလည်းတော်တော်စားကောင်းတယ်ပေါ့နော်ဆိုကြိုက်မယ်ဆိုတော့နည်းနည်းချိုတယ်ဂျပန်အရသာပေါ့အများကြီးပဲပေါ့နော်သူတို့ရွေးချယ်ကြရည်လည်းအများကြီးရှိရမှာကွာအကျော်အလော်တွေပဲစားမလားအာလူတွေပဲစားမလားပီဇာပဲစားမလားသူတို့အများကြီးပဲအဲ့လိုအချိုရည်တို့ဘာလို့ဆိုလဲလက်ဖက်ရည်လည်းရှိရယ်ကော်ဖီလည်းရှိရယ်ကော်ဖီအေးလည်းရှိရယ်အချိုရည်တွေပဲဆိုလဲအဲ့လိုကိုလာတို့ဘာလို့တော့ဘူးကြီးပဲရှိရထင်တယ်အဲ့အချိုရည်မျိုးစုံလည်းအဲ့လိုမျိုးရှိရပေါ့ပြီးကြသူတို့အဲ့လိုဈေးလေးတွေကတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လဲဝယ်တဲ့သူကအဲ့လိုခေါင်းမဆဘူးပေါ့နော်အဲ့လိုမျိုးတခါတည်းကိုဝယ်ပြီးကိုတက်နိုင်တာဝယ်စားလိုက်ရုံပဲဟိုကြလို့ရှိရင်မရှင်းနဲ့ရှင်းလို့ရှိရင်လည်းဒီတိုင်းရှင်းလိုက်ရတယ်ဒါလို့မရှင်းလို့ကွာ cash နဲ့ဒီပတ်စံနဲ့ပဲရှင်းမယ်ဆိုလို့ရှိရင်ကောင်တာမှာအဲ့လိုမျိုးရှင်းမယ်လို့တော့ပြောရင်သူတို့အဲ့လိုမျိုးလက်ခံပေးရပေါ့နော်အမှဇွန်းနဲ့ခင်းကသူတို့မပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်တာကိုအဲ့လိုမျိုးမေးရတယ်ပေါ့နော်ဘယ်နောက်မှထားလဲဆိုသူတို့ဇွန်းနဲ့ခင်းနဲ့ထားတဲ့နေရာကိုပြောရဆိုရင်အနေတွားယူပြီးတော့ဒီအဲ့ဒီနေရာတော့ကျမတို့အဲ့ဒါတွေဝယ်စားတာပေါ့နော်ကျမတို့ဝယ်စားတဲ့အစားအစာတွေအဲ့ဒါမနဲတောင်မှစားရတယ်ကုန်းတော်တော်မှတောင်မှအစားကြည့်ရလို့တောင်မှအဲ့လိုအီးစိမ်သွားအောင်ပေါ့နော်10-15ကြာဝန်းကျင်မှာအဲ့လိုမျိုးဘိုက်ပြည့်တယ်အဲ့လိုအစားလဲနည်းနည်းကြည့်တယ်ကောင်းကောင်းလဲစားခြင်းနဲ့လူရှင်းလေးနဲ့လဲစကားတွေအများကြီးပြောခြင်းနဲ့ဆိုလို့ရှိရင်ဒုံကီမှာသွားစားလို့ရပါတယ်ဆိုတဲ့အကြောင်းကိုတကယ်ချင်းတွေကို share လုပ်ပေးတာဖြစ်ပါတယ်ကျမတကယ်ချင်းတွေပဲများနေတာပေါ့နော်သွားရမယ်လမ်းလေးကတော့ Vivo City ကနေဝင်သွားမယ် Vivo City MRT ကပ်ဖြတ်ပြီးလာနေဝင်သွားရဆိုလို့ရှိရင်အပေါ်တက်လေကနေတက်သွားတက်သွားပြီးလို့ရှိရင်နှစ်ဆင့်မြောင် L1 မှာL1 ရောက်လို့ရှိရင်မူကြီးဆိုတဲ့ဆိုင်ကိုရှာပါမူကြီးဆိုင်ဘက်ကနေအဲ့လိုအဲ့လမ်းချိုးအတိုင်းပဲဆက်သွားတယ်ဆိုလို့ရှိရင်တကြောရဲပဲပေါ့နော်မှားစရာမရှိဘူးအမှဒုံကီဆိုပြီးတော့သူတို့ရဲ့လေးကားကြီးနဲ့သူတို့ရဲ့အဲ့လိုမျိုးသူတို့ရဲ့ကြော်ညာကြီးကိုတွေ့ပါလိမ့်မယ်ပေါ့နော်အဲ့လိုအဲ့နေရာကိုသွားပြီးတော့အမှစလို့ရပါတယ်ဒီဗီဒီယိုထဲမှာဟိုလမ်းကိုလည်းတခြားရိုက်ပြီးပြထားပါတယ်ဗီဒီယိုတခြားကြည့်ရဆိုလို့ရှိရင်အမှ Vivo City အဝင်နဲ့ဒုံကီသွားတဲ့လမ်းကိုလည်းကျွန်မတခြားလေးရိုက်ပေးထားပါတယ်ဗီဒီယိုကကျွန်မဆက်ထားရှေ့နောက်တွေပြောင်းပြန်နေဖြစ်ကုန်စားတောင်ပြီးတော့အခုမှပစံရှင်းတော့ကျွမ်းကျင်တာအဲ့လိုမျိုးအဲ့လိုမျိုးအဲ့ဒီမှာပေါ့နော်ဇုံးနေခင်းနေထားတဲ့နေရာကိုခုမှရောက်တယ်ဇုံးနေခင်းပထမတော့အဲ့လိုအစီအစဉ်တကြဗီဒီယိုဆက်မလို့ပဲဒါပေမဲ့အခုဆက်လိုက်တဲ့အချိန်မှာတော့ကိုလည်းဗီဒီယိုလေးချားလေးပြန်မကြည့်ပြတော့ကြတော့အဲ့လိုရှင်းနေနောက်တယ်တော့မှားသွားတယ်ဒါပေမဲ့အဲ့လိုမျိုးဇုံးနေခင်းနေကိုအဲ့ဒီမှာယူပြီးတော့ရှင်အဲ့ဒီမှာသွားစား
အဲ့ဒီစားပြီးသွားပြီစားပြီးသွားတဲ့ဟာအမိုက်ကိုအဲ့ဒီနေရာရဲ့နောက်ဖက်နားလေးမှာပဲသူတို့အမိုက်ပုံးလုပ်ပေးထားတယ်အဲ့ဒီအမိုက်ပုံးမှာအမိုက်ကိုကျစ်လို့ရပါတယ်တခါတည်းအမိုက်ပစ်ခဲ့အဲ့ဒီမှာအမိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျမရေနွေးစစ်တွေနားကိုပြန်ရောက်သွားမယ်ထင်တယ်ဟုတ်အဲ့နေအလန်းလေးတန်းပဲပြန်ထွက်လိုက်တယ်လမ်းအထွက်ပေါ့အဲ့အဝင်အထွက်နေရာလေးမှာပဲတစ်ခုက microwave ပါတစ်ခုကရေနွေးအပူအေးစစ်ပါအဲ့လိုမျိုးရှိပါတယ်အဲ့တော့ဒီကနေပြန်ဆင်းအဲ့ဒီကနေပြန်ဆင်းပြီးလို့ရှိလို့ရှင်စိုင်းတန်းနေဒီတိုင်းအဝင်နဲ့အထွက်ကိုကျမအဲ့လိုတွဲပြီးတော့ရိုက်ပြလိုက်တာပေါ့နော်ဒီလမ်းတိုင်းပြန်ပြီးတော့ဆင်းလာတယ်ဆိုလို့ရှိလို့ရှင်အဲ့ဒီမှာဟိုဘက်ကိုပြန်လို့ရှင် Vivo City ကိုပြန်ရောက်သွားပြီးတော့ဒီဘက်ကိုပြန်လှည့်လိုက်မယ်ဆိုလို့ရှင်ဒုံကြီးကိုရောက်မှာပါဒီလမ်းကနေပြန်လို့ရှင် Vivo City MRT ကိုအဲ့လိုမျိုးဒီဘယ်လမ်းအတိုင်းပဲတောက်လျှောက်လမ်းလျှောက်သွားတယ်ဆိုလို့ရှင် Vivo City MRT ကိုပြန်ပြီးတော့ရောက်ရှိမှာဖြစ်ပါတယ်အဲ့ဒါတော့ Vivo City MRT ကဆွဲတဲ့နေရာပါဒါ Harbourfront ပေါ့နော် Harbourfront MRT Vivo City ကိုဒီ shopping mall ကိုဝင်တဲ့အဝင်မှာကျုံစာတော့ဒုံကြီးကိုသွားတဲ့လမ်းပေါ့နော်ဒုံကြီးအနားကိုရောက်ရင်ဒီလိုမျိုးတွေတွေ့ရမယ်ပေါ့ဒီ Chanel ကိုတွေ့ရဆိုလို့ရှိရင်အဲဒီ Chanel နောက်ဖက်မှာမူကြီးဆန်းရှိရဲ့အဲဒီလမ်းအတိုင်းပဲသွား